အိတ်ဆက်ချင်တွေကိုဖယ်လိုက်ရင်လူတစ်ယောက်ရဲ့အသက်ရှင်နိုင်ခွင့်ဟာရပ်ပေါင်း1000ကျော်ပဲရှိပါတယ်။ဒါပေမဲ့လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ကွာခြားချက်ကဘာလဲသိလား။တချို့ကအဲ့ဒီရပ်ပေါင်း1000လုံးအတိတ်ပဲရှိရှင်တန်သွားကြတာ။တချို့ကျတော့လည်းတရက်တည်းရဲ့ပုံစံဘဝဟောင်းကြီးကိုပဲရပ်ပေါင်း1000လုံးတက်ခါတလဲအသက်သွင်းနေကြတာလေ။ပြင်သစ်စာရေးဆရာမို့ပါဆွမ်းကပြောဘူးတယ်။ဘဝဆိုတော့တင်စိတ်ကူးရင်တော့လည်းတိတ်မကောင်းသလိုတင်တွေးထားတော့လည်းတိတ်ဆိုးမနေပါဘူးတဲ့။တကယ်တော့လူတွေရဲ့စိတ်ဓာတ်ကထင်ထားတာထက်ပိုပြီးတော့နှုတ်နေတတ်တယ်လို့ထင်ထားတာထက်လည်းပိုပြီးတော့ကြန့်ခိုင်တတ်ကြပါတယ်။တခါလေမှာစကားတခွန်းထဲကြောင့်တင်မျက်ရည်တွေအဝိုင်းသားဖြစ်သွားရလောက်အောင်နှုတ်နေခဲ့မိမယ်။တခါတလေကျတော့လေကိုယ့်ဘာသာကိုအန်ကျိတ်ပြီးအဝေးကြီးထိရှောက်လန်းနိုင်ခဲ့ကြတာပဲမဟုတ်လား။အကျိုးများသိမ်းရှိတဲ့အရာတွေကိုမလုပ်မိဖို့ကိုယ့်ကိုယ်ဆင်ခြင်ပေးစရာအကြောင်းပြချက်တွေကတော့အများကြီးရှိနိုင်တာပေါ့။အတက်အနေရကိုစွန့်စားပြီးထိတ်ဆုံးကိုရောက်သွားရောဘာသူမှလည်းငါကပထမဆုံးလူလည်းမဟုတ်ဘူး။အရှိမှရောက်ဘူးတဲ့သူတွေကအများကြီးပဲဆိုပြီးတော့ဒါပေမဲ့ဘာလို့အဲ့လိုလိုက်တွေးနေမှာလဲ။ဘသူကပုံမြင့်လဲဘသူကပုံမြန်လဲဘသူကပုံတော်လဲဆိုတာတွေကိုနိုင်ရှင်နေဖို့ဒါအပြိုင်ဆိုင်မှုပြင်းထန်တဲ့လူဖွဲ့စည်းမှမဟုတ်လားဒါကအရှိမရှိနေတဲ့တောင်တလုံးတက်တက်ပဲလေတင်ဘလောက်ပဲမြင့်မြင့်အထိတ်ဆုံးကိုရောက်တည်ဖြစ်စေမရောက်တည်ဖြစ်စေအဲ့ဒီတောင်ကြီးကတင့်ကိုဆုချပါလိမ့်မယ်တင်တူရဲ့အတွက်ပဲတည်တံ့ဖြစ်တည်နေတဲ့စိတ်ချမ်းမှုကိုသူကပေးစမ်းပါလိမ့်မယ်မှတ်ထားပါအစိုးမြင့်သမားတွေကတော့အကြောင်းပြချက်အခိုင်လုံပြီးအမြဲတမ်းမှန်ကန်နေတတ်ပေမဲ့အကောင်းမြင့်သမားတွေကတော့ဘာပဲဖြစ်ဖြစ်အရှိကိုရှောက်လန်းနေကြဆဲဖြစ်ပါတယ်လူဘဝမှာကိုယ့်ရဲ့လုံနိုင်စွမ်းထက်ကျော်လွန်နေတဲ့အရာတွေအမြဲတမ်းရှိနေတတ်တာတဘာဝပါဒါပေမဲ့ကိုလုံနိုင်တဲ့အတိုင်းအတာအတွင်းမှာဒါကိုယ့်ရဲ့အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင်တင့်မှာနောင်တရစရာဘာကြောင့်မှလဲ